စားပစ်တွေဘယ်လိုရှာမလဲကြည့်ရမယ်ဗျကုံစားပစ်ထိုးထားတယ်အာဒီဒူးလေးနဲ့ဖမ်းထားတယ်ခွဲတင်ထားတယ်ဘကင်ပဲကျော်ထင်းမြင့်ကုံစားပစ်ထိုးမယ်ဗျထိုးထားတယ်အာဒီကဘယ်လိုင်းထဲမှာဘယ်လေးနဲ့ဖမ်းထားတယ်တင်ထားပြီအာဒီကောင်းနေဗျာအင်တန်ခဲရင်ပါတယ်ဗျနော်ကြည်လဲကောင်းပါတယ်အာဒီဖမ်းထားတယ်ဒီငိမ့်မဲ့ဂရိုပဲတင်ထားတယ်လွတ်လွတ်ကျွတ်ကျွတ်ဗျာခရူခွဲတင်ထားတယ်ဗျလက်ဝမ်းပါပဲဗျနော်ထိုးရတယ်ရှိန်လေးကောင်းနဲ့တောက်ထားတယ်အာဒီတင်ထားပြီခရူကန်ထားတယ်ကောင်းနေဗျနော်ဖဲကင်းနဲ့ပွေထွေးဖို့ကြနေရင်မြမဩဘာရဲ့ငက်ကြီးတောင်စေတဘုံမှာ30 cc ထည့်ပြီးဖမ်းဗျာချိန်ဖြန်းရုံနဲ့ပွေထွေးပိုရှင်ပန်းမွေးပိုချိုင်နဲ့ငက်ကြီးတောင်ကောင်းနေဗျနော်ခုဆိုတော့ဖမ်းထားတယ်အာဒီစားပစ်ထိုးမယ်ဖြုတ်ချင်းလေးထိုးထားတယ်အောင်သူချီကုံလေးနဲ့ဖမ်းထားတယ်ထောင်ထားပြီဗျဆိုင်းဝမ်ဖြုတ်ချင်းမယ်ခုဆိုတော့ဆိုင်းဝမ်ချီကုံတို့ဖြုတ်ချင်းထိုးထားတယ်ပါသွားပြီနင်းထားတယ်ဗျနော်ခုဆိုတော့ကြော်ထင်းမြေဂုံစားပစ်ပြောင်းထိုးထားတယ်အာဒီရှိမှာပေါက်သွားခဲ့ပြီဗျအဲဆင်းပါတယ်ဗျနော်ခုဆိုတော့အာဒီဖမ်းထားတယ်ခွာချင်းမှတ်ထားပြီရှိန်လေးကန်ထားတယ်ကြော်ထင်းမြေမိသွားပြီဘယ်နဲ့အောင်သူတင်ထားပြီဆိုင်းဝမ်ဘာလုပ်မလဲအာဒီစားပစ်ဘယ်လိုရှာမလဲကြည့်မယ်ဗျနော်ကဲအောင်သူကောင်းလေးနဲ့တောက်ထားတယ်တင်ထားပြီအကြည့်ပဲဆိုင်းဝမ်အာဒီစားပစ်ထိုးမယ်အာဒီဘယ်လိုရှာမလဲကြည့်မယ်ဗျနော်ထိုးထားတယ်ဆိုင်းဝမ်ခေါင်းနဲ့တောက်ထားတယ်ကြော်ထင်းမြေသူပဲတင်မယ်ဆိုင်းဝမ်ကန်ထားတယ်ကောင်းပါတယ်ဗျနော်ကျော်ထင်းမြေဂုံစားပစ်ထိုးထားတယ်ရှိန်လေးခေါင်းတောက်ထားတယ်ဗျအာဒီတင်ထားပြီကွာချင်းပဲကောင်းနေဗျနော်ရှိန်လေးရဲ့သုံးသက်ချင်းတီတီနေနဲ့